မြေခွေနှင့်ကြီးကံတခါတုန်းကကြီးကံတကောင်ဟာတဲတစ်ခုရဲ့ပရင်းပေါက်ကနေဒိန်ခဲတစ်ခုချီပြီးဒိန်ခဲကိုစားဖို့တစ်ပင်မြင့်မြင့်တပင်ပေါ်ပြန်တက်သွားတယ်။အဲ့ဒီအချိန်မှာမြေခွေရောက်လာပြီးတစ်ပင်ပေါ်မှာဒိန်ခဲကိုက်ပြီးနားနေတဲ့ကြီးကံကိုမြင်သွားတယ်။မြေခွေကတစ်ပင်နားသွားပြီးတစ်ပင်အောက်မှာထိုင်ရင်အပေါ်ကိုအတန်ကြာအောင်ငေးကြည့်နေတယ်။ပြီးတော့မှမြေခွေကကြီးကံကိုမြောက်ပင်စကားတွေစပြောတော့တယ်။တင်ဟာအလွန်တရာလှပပါပေတယ်။တဲ့ရဲ့အမွေးတောင်တွေကလည်းချုံးမွေ့ညံ့ညောလာပါပေတယ်။တဲ့ရဲ့ခန္ဓာကိုယ်ကလည်းရှုမငြီးစရာပါပဲ။တင်တချင်းတီဆိုတန်းကိုတခါမှမကြားမိပေမဲ့တဲ့ရဲ့အတန်ဟာလည်းတဲ့ရဲ့လှပတဲ့ခန္ဓာကိုယ်လိုနဝင်ချိုမှတေချာလောက်ပါပေရဲ့ဒီတိုင်းသာမှန်ရင်တင်ဟာကဘာမှာအံ့ဩပွေရာအကောင်ဆုံးငှက်တကောင်ဖြစ်မှာတေချာပါတယ်ဒီစကားကြတော့ကြီးကန်းဟာအလွန်တရာပီတိဖြာသွားတယ်မြေခွေးပြောတဲ့စကားဟာလည်းမှန်သောစကားဖြစ်မှာပဲလို့သူတွေးမိရဲ့ငါအတန်ဟာဘလို့အတန်လဲဆိုတာသူ့ကိုတက်တည်ပြမှဖြစ်တော့မယ်ငါအတန်ကလည်းတိတ်ကိုကောင်းပါလားဆိုတာကိုယုံမစရာမရှိတော့ပါဘူးလို့ကြီးကန်းကစဉ်းစားမိတယ်။ဒါကြောင့်ကြီးကန်းဟာပါဇက်ကိုဟပြီးကျဲလောင်ပြီးနဝင်ဆိုးလာတဲ့အာတန်တစ်ချက်ပေးလိုက်တယ်။ကြီးကန်းပါဇက်ကပြုတ်ကျသွားတဲ့ဒိန်ခဲဟာအောက်မှာစောင့်နေတဲ့မြေခွေးရဲ့ပါဇက်ထဲကိုကျသွားပါလေရောမြေခွေးကဒိန်ခဲကိုပလုတ်ပလောင်စားပြေးလိုက်တယ်။ပြီးတော့မှအကြွားတန်လာတဲ့ကြီးကန်းကိုအလွယ်တကူလှည့်စားနိုင်ခဲ့တဲ့သူ့အဖြစ်ကိုသဘောကျရင်ပြေးထွက်သွားလေတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။